ရလေအလွတ်ရတယ်လူကြီးတွေကပိုးပြီးမှအလွတ်ရတယ်ဒါကိုလည်းကြည်ကြည်ညက်ညက်ဝါစားပြီးပြီလို့ကျွန်မယုံကြည်ပါတယ်ဒီကျမ်းချက်ကတော့တင်တို့ဒီလောကရဲ့စားဖြစ်တယ်ဒုတိယတစ်ချက်ကတင်တို့ဒီလောကရဲ့အလင်းဖြစ်တယ်ဒီဒုတိယပိုင်းမှာကျတော့ဒီအချက်နှစ်ချက်ကိုသခင်ယေရှုကအထူးပြောပြီးမှတင်ထားပေးတာရှိတယ်အဲကြောင့်မလို့စားကိုကြည့်လိုက်တဲ့အခါမှာतू ကအငံအရသာရှိနေတယ်စားဆိုပြီးမှမငံတော့ဘူးဆိုရင်ဘာမှသုံးမပြုနိုင်တော့အိမ်မှာတော့ထားမှာမဟုတ်တော့ဘူးမိဖို့ကြောင့်မှထားရင်လည်းဘာလို့မှလဲနော်ငံမှမငံတော့တာနော်တန်ရှင်းရင်လို့ရင်လည်းမငံတော့ဘူးသူ့အရသာသူ့ရဲ့အငံကိုဂုံတက်တိမရှိတော့ဘူးဆိုတော့ဘာလို့မှလဲတော့အပြင်ကိုပြစ်လိုက်မယ်တဲ့ဒီမှာရေးထားတာတော့လူတွေကကြော်နင်းသွားဖို့ရအပြင်ကိုစွန့်ပစ်လိုက်မယ်လူတွေရဲ့ခြေထောက်အောက်ကိုရောက်ဖို့ရအတွက်ဖြစ်တယ်တဲ့ကြောက်စရာတော့ကောင်းပါအဲ့ဒါကြောင့်စားဟာတဲ့အငံပေးတော့မယ်ဆိုလို့ရှိရင်တဲ့ပုံတတိပြည့်စုံတဲ့စားအစစ်မှန်ကအငံပေးတော့မယ်ဆိုလို့ရှိရင်တော့အကြီးပျော်ရတယ်သူကအကြီးပျော်ရတယ်အကြီးပျော်မှစပြီးအကြီးပျော်မှအငံရတာထွက်တယ်အကြီးမပျော်မချင်းကအငံရတာမထွက်ဘူးမယုံရင်စားကိုရှာပေါ်တင်ကြည့်ရှာပေါ်တင်လိုက်တဲ့စားအကြီးပျော်တဲ့အငံရတာထွက်ရောဟာလေလုယာအရာအောင်ကိုကောင်းတယ်အကြောင်းသခင်ယေရှုကလည်းဒီစားနဲ့ပတ်သက်ပြီးမှအထူးကျမတို့ကိုတည်နာလေစေခြင်းနဲ့တမန်ကရှန်ကစားဆိုတာကောင်းတာပဲဟာလားစားတော့တောက်တဲ့နေရာထည့်တာလည်းကောင်းတယ်ဟာလားအစားအတော့မှစားမပန်းရင်အရသာမကောင်းဘူးဆိုတာလောက်ထဲမဟုတ်ဘူးစားဆိုတာဘလောက်ပုံတတ်တိရှိတယ်ဆိုတာလေတရားခင်ကသိစေခြင်းပါတယ်စားဘလောက်ပုံတတ်တိရှိလဲပုံပြတ်တတ်တဲ့အရာတွေမကောင်းမသင့်တဲ့ဟာတွေအရသာမရှိတဲ့ဟင်းအိုးတွေမှာစားထပ်ဖြည့်ကြည့်လိုက်မီးကြည့်လိုက်အရန်ကောင်းတယ်ဟာအာဟာရပြည့်တဲ့ဟိုဟီအိုနဲ့တူတယ်စိတ်ချသွားတယ်ဟာကောင်းတယ်အဲ့တဲ့ကျွေးရင်လည်းကောင်းတယ်အင်ရှင်ကစိတ်ချသွားပြီအော်အရန်ကောင်းတယ်ဟင်းတို့အာဟာရပြည့်တယ်အာရပါရစိတ်ချလက်ချကျွေးနိုင်တယ်နောက်တစ်ခုကပုတ်ဆက်တတ်တဲ့အရာတွေကိုလည်းစားနဲ့အုပ်လိုက်စားနဲ့နယ်ထဲလိုက်ကောင်းသွားတယ်လက်ဆက်သွားတာကိုမြင်ရတယ်အဲ့ကြောင့်မလို့တင်တို့ဒီဤလောကရဲ့စားဖြစ်တယ်လို့ခရစ်တော်ကိုယ်တိုင်ကပြောခဲ့တယ်သူကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီလောကကြီးကပုတ်ဆက်နေပြီတဖြည်းပုတ်ဆက်နေပြီအိုးဟိုတုန်းကနော်အဲ့လက်ထက်၌ဖြစ်တဲ့ကဲ့သို့ဆိုတဲ့ဟာနော်အဲ့လက်ထက်၌ဘာဖြစ်ခဲ့လဲပုတ်ဆက်လုံးလို့ဘုရားသခင်ကစီရင်လိုက်တာရေလုံးမိုးချင်းအပြင်စီရင်တယ်မကောင်းမှုတွေမှန်သမျှအများကြီးဒီကဘာမြေကြီးပေါ်မှာဖန်ဆင်းပြီးနောက်တိတ်မချခင်မှာပဲနေဘယ်နှထောင်မှမရှိခင်မှာပေါ့နော်အတိအကျကျွန်မမပြောနိုင်သေးဘူးဒါပေမဲ့တိတ်မချခင်မှာပဲပေါ့နော်ပုတ်ဆက်နေပြီမြေကြီးကအဲ့ဒါကြောင့်မလို့ဘုရားသခင်ကသူ့ရဲ့တပါးကြီးတော်သားတော်ကောင်းကင်အချစ်တော်ကြီးသခင်ယေရှုကကောင်းကင်အချစ်တော်ကြီးကောင်းကင်မှာလည်းသူမရှိမဖြစ်နော်လိုအပ်တယ်အဲ့ဒီကောင်းကင်အချစ်တော်ကြီးကိုဒီလောကကိုစားဖြစ်စေလို့ခဲ့ဟာလေလုယာပုတ်ဆက်တဲ့မြေကြီးယူရွေးပျက်စီးသွားတဲ့ဒီမြေကြီးပေါ်မှာရှိသမျှကောင်းလာဖို့ရန်အတွက်ရည်ရွယ်ပြီးမှမြေကြီးပေါ်ကိုဘုရားသခင်ကစားအဖြစ်ပို့ဆောင်ခဲ့တာဖြစ်တယ်။အဲ့တော့ဒီစားကဘယ်တော့မှကိုယ့်ရဲ့စန္ဒကိုယ့်တဘောကိုရှေ့တန်းတင်ပြီးသူနေလို့မရဘူး။ကိုယ့်ရဲ့တဘောကိုစန္ဒကိုရှေ့တန်းတင်ပြီးမှကိုဖြစ်ချင်တာပဲကိုလုပ်မယ်ကိုလုပ်ချင်တာကိုလုပ်နိုင်တဲ့အာဏာရှိသမျှကိုလုပ်မယ်ဆိုစားမဟုတ်တော့ဘူး။တခင်ယေရှုဘယ်လိုနေခဲ့လဲ။တခင်ယေရှုဘယ်လိုပုံစံနေခဲ့လဲ။အကြီးပြောခံတဲ့ဘဝတက်တာပဲသူတက်တာ။နောက်ဆုံးလူကားတိုင်းတက်ခါနေမှာဘယ်လိုပြောလဲကိုတော့ဟာကျွန်တော်ခမေးတော်ဘုရားဟာအရာခတ်သိမ်းသက်စွမ်းနိုင်တယ်ကျွန်တော်ယုံတယ်ဒီခွက်ဖလားကိုဒီကျွန်တော်စီကနေရွေ့သွားနိုင်ကရွေ့သွားပေးပါဆိုပြီးသူဆုတောင်းတယ်ပြီးတော့မှပြောလဲကျွန်တော်ရဲ့အလိုအတိုင်းပဲမဖြစ်ပါစေနဲ့တဲ့ကိုရောအလိုခမေးတော်ရဲ့အလိုအတိုင်းသာဖြစ်ပါစေလို့ပြောင်းဝန်ခံတယ်သူဆန္ဒဆိုကားတိုင်းမတက်ချင်ဘူးရှင်းနေတာပဲအတိတ်ကနော်သူဆန္ဒအတိုင်းဆိုရင်ကားတိုင်းမတက်ချင်ကားတိုင်းတက်တဲ့ဒုက္ခဘယ်လောက်များတယ်လဲဝေဒနာဘယ်လောက်ကြီးတယ်လဲ तू သိတယ် तू ဘုရားဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့ तू ကအလိုတော်ရှိကမတက်ချင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ဆန္ဒအတိုင်းမဖြစ်ပါစေနဲ့ကိုရောဆန္ဒဖြစ်ပါစေဟာလေလုယာအဲ့ဒါကြောင့်အလိုဆန္ဒကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့စိတ်တဘောကိုယ့်ရဲ့ဆန္ဒကိုလုံးညှစ်ပယ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်အငံထွက်ဖို့ကတော့ကိုယ့်ရဲ့ဆန္ဒလုံးညှစ်ပယ်ရမယ်ကိုရောအလိုတော်တိုင်းဖြစ်ပါစေသူ့ရဲ့အလိုလုံးဝ तू ညှစ်ပယ်လိုက်တယ်တယောက်စံပြကောက်ကြည့်ပေးပါစေသခင်ယေရှုနဲ့လိုက်ပါသွားတဲ့
တပည့်တော်ဒီကသခင်ယေရှုအားတဘိုးတွေထွက်မှမျက်နှာတွေလေးလက်တာပေါ်တောင်ပေါ်နဲ့ဆင်းလာတဲ့အခါတွေ့တဲ့အခါကျတော့အရာပဲစိတ်လှုပ်ရှားတယ်အရာပဲစိတ်လှုပ်ရှားပြီးသူတို့လည်းဖြစ်ချင်လာတယ်သူတပည့်တော်တွေကဖြစ်ချင်လာတော့သခင်နဲ့တနေ့ကျရင်နိုင်ငံတော်ရောက်ရင်တဲ့နိုင်ငံတော်ရောက်တဲ့အခါမှာတဲ့ကျွန်တော်တို့ကိုတဲ့သခင်ရဲ့လက်ရတော်ဖက်မှာတယောက်သခင်ရဲ့လက်ဝါးတော်ဖက်မှာတယောက်နေရတဲ့အခွင့်ကိုပေးပါအဲ့ဒီလိုနေရာပေးပါပေါ့အဲ့လိုရထုပေးပါဆိုပြီးမှအဲ့လိုဆုတောင်းနေဟာတခင်ဘာပြောလဲအဲ့ကောင်းတယ်နေတော့ငါနောက်လိုက်တဲ့သူဒီဥစားပေးမှာပေါ့လို့မပြောတခင်ကတခင်ဘယ်လိုပြောတယ်လဲဝိညာဉ်ရေးရအဲ့ဒါကဝိညာဉ်ရေးရဖြစ်သွားတယ်တခင်ကဘယ်လိုပြောတာလဲနော်ဟာနေတော့ဘာဆုတောင်းနေတယ်ဆိုတာတော့နင်တို့အသိတွေမသိဘူးတီဆုခက်တယ်တဘောကတီဆုခက်တယ်နေတို့ဘယ်လိုဆုတောင်းနေဘာအတွက်တောင်းနေလဲဆိုတဲ့အတိတ်ပဲနေတို့မသိပါလားတဲ့ငါတောင်းနိုင်တဲ့ခွက်နေတို့တောင်းနိုင်ကြလားတဲ့ရောက်ဆက်ပြကောင်းချစ်ပေးပါစေငါတောင်းနိုင်တဲ့ခွက်နေတို့တောင်းနိုင်လို့လားနော်ငါလည်းဝါကားတိုင်းမှာတက်တယ်လို့နင်တို့တက်နိုင်လို့လားအဲ့ဒီအထိမစင်စားတော့လူတွေကယုံကြည်သူတွေကသူ့နောက်လိုက်တဲ့သူတွေကလွယ်လေးပဲအော်ဖြစ်တခင်မျက်နှာလေးလက်နေတော့မြင်တော့ခါနဲ့လက်မျက်မောပြီးမှအဲ့ဒီနေရာမှာလို့ရှိရင်တခင်လက်ရဖက်လက်ဝဲဖက်တစ်ခါလေးကိုရထုလို့ချင်းတယ်တစ်ခါလေးကိုနေရာလို့ချင်းတယ်နော်နေရာလို့ချင်းတယ်အဲ့လိုဖြစ်တယ်ဒါပေမဲ့တခင်ကဘာပြောတယ်လဲပြောချင်တာကကိုယ့်ဟာကိုညင်းပယ်ပြီးမှပဲအဲ့ဒီနေရာယူတာရောက်စင်ပြကောင်းကြည့်ပေးပါစေအကြီးပြောခံနိုင်မလားငါတောက်တဲ့ခွက်တောက်နိုင်မလားပြောတာကအကြီးပြောခံနိုင်မလားရောက်စင်ပြရှိကောင်းကြည့်ပေးပါစေအဲ့ဒါကြောင့်မလို့ဝိညာဉ်ရေးရလမ်းတခင်အလုံးလုပ်ပြီးပြီတခင်ကတော့ငါတို့အတွက်အမှုရှိသမျှပြီးပြီလို့ကြွေးကြော်ကြတာယုံကြည်တာလုပ်ပေးတာမှန်တယ်ဒါပေမဲ့တခင်နောက်မှာလိုက်တဲ့အခါတခင်ကဟိုကားလိုက်ခုံလိုက်ခိုင်းတော့မဟုတ်ဘူးလက်ဝါးကားတိုင်းထမ်းပြီးလိုက်ခိုင်းတာဟာလေလုယာတခင်လက်ဝါးကားတိုင်းဘလောက်လေးပင်တယ်လေအဲ့လိုပဲမိမိလက်ဝါးကားတိုင်းကိုမိမိထမ်းပြီးမှလိုက်ခဲ့ပါတဘောဆိုလို့ရှင်တာကမိမိရဲ့အလိုဆန္ဒညှင်းပယ်ပြီးလိုက်ခဲ့ပါလို့ပြောချင်တာရောက်စင်ပြကောင်းကြည့်ပေးပါစေအကြီးပျော်ပြီးလိုက်ခဲ့ပါလို့ပြောချင်တာရောက်စင်ပြကောင်းကြည့်ပေးပါစေအကြောင်းတခင်ယေရှုကပြောတယ်ဒီကဘာမြေကြီးကောက်ဖို့ငါလာတကယ်တော့တင်တို့ဒီငါနောက်လိုက်တော့သူဒီငါကိုယုံကြည်တော့သူတွေဘုရားသခင်ကငါကိုပေးတော့သူတွေလို့ကျမ်းစာပြောတယ်ဘုရားသခင်ကငါကိုပေးတော့သူတွေတနည်းအားဖြင့်ဘုရားသခင်ရဲ့ဝိညာဉ်တော်ကငါအဖို့သွေးဆောင်ပေးတော့သူတွေနော်ဘုရားသားသမီးတွေတင်တို့ဒီလေဒီလောကရဲ့စားဖြစ်တယ်အာမင်အာမင်မလို့တင်တို့ဒီလေဒီလောကရဲ့စားဖြစ်တယ်အဲ့တော့ဒီစားဆောင်မေးပွဲကိုဘယ်လိုဖြေရမှာလဲဖြေရမှာစားဆောင်မေးပွဲဘယ်လိုဖြေရမှာအမှုတော်ဆောင်နေလေအမှုတော်ထဲမှာဖြေရမှာနေကြတဲ့အခါရှိတယ်တရားတစ်ပုဒ်ဟောဖို့ဘယ်လောက်မြင်ကြရတယ်ကျမလည်းဒီလိုဟာတွေဟောနိုင်ဖို့ရတဲ့မျက်ရည်နဲ့ဖြတ်တန်းလာခဲ့တဲ့ဘဝမနေဘူးနာကျင်တဲ့အခြေအနေကမနေဘူးလူများရှိမှပြုံးရွှင်စွာနဲ့အာရဖယားတရားဟောနိုင်ဖို့မလွယ်ဘူးလို့ပြောချင်တယ်တချို့ကြတော့လေတရားဟောပြီးတဲ့နောက်မှာကိုဟောလိုက်တဲ့တရားကိုစံမပွဲဖြေရတာမလွယ်ဘူးကိုလောကတိုင်းကိုထမ်းနေရတာချချင်းနေပြီဒါပေမဲ့မချသေးဘူးနိုင်ငံတော်တစ်မရောက်သေးတဲ့အတွက်ကြောင့်ဟာလေလုယာဟာလေလုယာအငါအရသာလေးပေးလို့ကိုတခါလေဘဝကလည်းစလုပ်နေပြီနာကျင်လုပ်နေပြီမပေးချင်းတော့ဘူးဒါပေမဲ့တရားဟောပြီးတဲ့အခါမှာလက်တွေ့အသက်တာအမှုတော်ဆောင်တယောက်ရဲ့အသက်တာမလွယ်လှပါဘူးလို့ပြောချင်တယ်တရားဟောစင်ပေါ်မှာလာတာပါတာနဲ့အင်ကြီးကောင်းကောင်းလေးတွေဘို့ပြီးမှအာရဝန္တာဥစ္စာနဲ့တရားဟောရတာအလွယ်ပါတယ်ဟောပြီးတဲ့နောက်မှာဘုရားစကားဖြစ်တဲ့အတွက်ကြောင့်လက်တွေ့ဖြေရတာအများကြီးရှိပါတယ်ဟောပြီးတဲ့နောက်မှာလွယ်တယ်မထင်ပါနဲ့မျက်ရည်တွေလည်းအများကြီးတုပ်ရတယ်နာကျင်ရတာလည်းအများကြီးရှိပါတယ်ကြေကွဲရတာလည်းအများကြီးရှိပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေကြောက်မှာချောက်နေတာမဟုတ်ဘူးချောက်เสียမဟုတ်ဘူးဒီဟာကဒါကျမတို့ရှောက်ရမယ်လာမယ်ဖြစ်ပါတယ်အရောက်ဆက်ဖျားကောင်းချီးပေးပါစေဘာဖြစ်လို့လဲကျမတို့ကတခင်နောက်လိုက်တယ်ဆိုတာကျမတို့ကသိရမှာကနိုင်ငံတော်တစ်မှာဝင်စားဖို့အတွက်ဖြစ်တယ်အဲ့ဒီနိုင်ငံတော်တစ်ကိုဝင်စားဖို့ရန်အတွက်ကတော့တခင်ရှောက်တဲ့လမ်းကိုကျမတို့ကရှောက်ရမှာဖြစ်တယ်တခင်ရှောက်တဲ့လမ်းကိုရှောက်တဲ့အခါမှာကျမတယောက်တည်းရှောက်တာမဟုတ်ပြန်ရောအရောက်ဆက်ဖျားကောင်းချီးပေးပါစေကျမတယောက်တည်းရှောက်တာမဟုတ်ဘူးဘုရားသခင်ကလည်းမရှောက်ခိုင်းဘူးနင်တယောက်တည်းမသွားတတ်ဘူးတဲ့ငါသွားပြီမယ်လို့ပြောတယ်အာမင်
နင်တယောက်တည်းအသက်မရှင်နိုင်ဘူးငါရှင်ပေးမယ်လို့ပြောပြန်တယ်နင်တယောက်တည်းမခံနိုင်ဘူးငါခံပေးမယ်လို့ပြောပြန်တယ်အဲကြောင့်ဒီနေ့ဒီချိန်ထိခံရတာကတခင်နဲ့အတူတူခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့နှွေးနှွေးထွေးထွေးပြီးသွားတယ်ရောက်စရာပြကောင်းကြည့်ပေးပါစေမခက်ခဲပဲနဲ့ကြော်လွန်သွားရတယ်လူတွေကအဲ့ဒီတခင်လုတ်ပေးမယ်တခင်ကငါရှင်ပေးမယ်ဆိုတာမသိတဲ့သူတွေကကိုယ့်ကိုယ်တတ်သိကြတာအများကြီးပဲကိုယ့်ကိုယ်တတ်သိကြတာအများကြီးဒီလောက်ချမ်းသာတဲ့နိုင်ငံကြီးမှာအဲ့လောက်ကောင်းစားတဲ့နိုင်ငံကြီးမှာနေရပေမဲ့ဘာကြောင့်ကိုယ့်ကိုယ်အဆုံးစီရင်သွားလဲမသိဘူးအဲ့ဒါဘာကြောင့်လဲတခင်မပါလို့ပေါ့ရှင်းနေတာပဲဟာလေလုယာလင်မယားတွေကွဲသွားတာအများကြီးနော်ကျမတို့စီမှာလေမယားတွေကွဲလျက်ရှိနေတဲ့သူတွေရှိတယ်ကွဲတော့မဲ့လူတွေရှိတယ်အခုညှိနေတဲ့သူတွေရှိတယ်ကျမတို့လည်းပါဝင်မှညှိနေတယ်ညှိပေးနေတယ်မလို့မရအောင်ကွဲတော့မယ်သူတို့တွေလည်းခရိယန်တွေပဲဘုရားနောက်လိုက်တဲ့သူတွေပဲကျမ်းစာဖတ်နေတဲ့သူတွေပဲဘုရားကြောင့်ပုံမှန်တက်နေတဲ့သူတွေပဲမပြတ်မကွက်တက်နေတဲ့သူတွေပဲဘာဖြစ်လို့မပြတ်ရှောင်နိုင်တာလဲသူတို့ပဲအဲ့လိုမျိုးဒုက္ခခက်ခဲကြုံတာလားတခြားအိမ်ထောင်တွေရောမရှိတော့ဘူးလားဒီလိုအခက်ခဲတွေဒီလိုပြဿနာတွေမကြုံတော့ဘူးလားဘာဖြစ်လို့သူတို့တွေမကွဲမနဲ့သူတို့တွေကကွဲနေကြတာလဲကွာခြားတယ်ထူးခြားတဲ့အရာတချို့တွေကသိပြီးမှထူးခြားတဲ့အရာကိုသိပေမဲ့လက်ခံကျင့်သုံးခြင်းသူတို့ဘဝထဲကိုရယူခြင်းမရှိတော့တဲ့အသက်တာမျိုးကကွဲတာကြတယ်ရောက်စီတဲ့ဖျားရှင်ထူကောင်းခြင်းပေးပါစေထူးခြားပါတယ်ကျမတို့ရဲ့အသက်တာမှာစားဖြစ်ဖို့ရန်အတွက်ကစားအငံအရသာပေးဖို့ရန်အတွက်ကခက်ခဲလွန်းတော်လဲပဲသခင်အတူပါရှိနေတယ်ဟာလေလုယာအောင်မြင်သွားတဲ့သခင်သေခြင်းကနေရှင်ပြန်ထမြောက်သွားတဲ့သခင်ကအတူပါရှိနေတယ်အဲ့ဒါကြောင့်ဒီပုတ်ဆက်နေတဲ့လောကကြီးကိုလွမ်းမိုးနိုင်ဖို့ရန်အတွက်သခင်နောက်လိုက်တွေကိုတင်တို့ကစားဖြစ်တယ်တဲ့စားအငံအရသာကိုပေးပြီးမှလောကကိုလွမ်းမိုးပါလို့ပြောထားတယ်ရောက်စေဖျားကောင်းခြင်းပေးပါစေလင်မယားကွဲသွားရင်တိမခံနိုင်ရင်စားအငံအရသာမထုတ်နိုင်လို့ရှင်တော့ဘယ်လိုလွမ်းမိုးမှလဲနော်ကိုကကိုတတ်တည်ဖို့ပဲစဉ်းစားနေလို့ရှင်တော့စားအငံအရသာမထွက်တော့တဲ့တဘောပေါ့အဲ့ဒါဆိုဘယ်လိုလွမ်းမိုးနိုင်မှာလဲသခင်ကကျမတို့ယုံကြည်တဲ့သခင်ကဘာပြောထားလဲစားဖြစ်တယ်စားအငံအရသာဒီလောကကိုပေးပြီးမှလွမ်းမိုးပါဟာလေလုယာလွမ်းမိုးပါဒါကြောင့်လို့သခင်ယေရှုနောက်ကိုတစ်ချိန်လုံးလိုက်နေတဲ့တပည့်တော်တွေကခဏဆောင်ဆူတောင်းပြီးစောင့်နေပါဆိုပြီးတောင်းပေါ်ဆူတောင်းတော့ပြန်လာတဲ့ခါကျတော့အားလုံးအိပ်ပျော်နေကြတာသခင်အဲ့တော့တွေ့မှာဟာနေတော့တနားရီလောက်တော့တီးမခံနိုင်ပါလားတနားရီလောက်တော့မစောင့်နိုင်ပါလားကျမတို့ဒီလိုပဲလေကိုပင်ပန်းဖို့ကိုပေးဆက်ရဖို့အည်ပျော်ဖို့ဘာလို့မလုပ်ချင်ဘူးမရွေးချယ်နိုင်သခင်ယေရှုကရွေးချယ်တယ်။ तू ကဖျားသားဖျားစင်စစ်ဖြစ်တယ်အနန္တတကိုးရှင်ဖြစ်ရတာနဲ့အသေးခံဖို့ရတဲ့ तू ရွေးချယ်အသေးမခံချင်တော့ခါလဲတားတိုင်းကိုရွှေ့လိုက်လို့ရတယ် तू တကိုးရှင်ပဲဒါပေမဲ့ तू အသေးခံဖို့ရွေးချယ်တယ်။ရောက်စတဲ့ဖျားရှင်သူကောင်းချီးပေးပါစေ။ဝိပုယကျမ်းခန်းကြီး2အငယ်73ထဲမှာဘာပြောထားတယ်လဲဆိုဇာတ်စာတော့မဖတ်တော့ဘူးကျွန်မနော်ဖတ်ချင်တော့ကျွန်တော်တို့အိမ်မှာပြန်ဖတ်ဖို့ရတဲ့တိုက်တွန်းချင်ပါတယ်ဝိပုယကျမ်းခန်းကြီး2အငယ်73ထဲမှာဘောဇင်ပူဇော်တကားဆိုတာဘုရားသခင်ကပူဇော်ခိုင်းခဲ့တယ်အဲ့တော့ကတမဟောင်းမှာပေါ့နော်ဘောဇင်ပူဇော်တကားဆိုတာက meal offering ပေါ့နော်သူက meal ဆိုတာတော့အသားမပါဘူးပေါ့လေအသားမပါဘူးဒီဂျုံနဲ့ပဲပူဇော်တာသူကဂျုံနဲ့ပူဇော်တာမုံညက်ကိုယူတယ်မုံညက်ကိုယူပြီးမှအဲ့မှာစီထည့်တယ်ပြီးရင်ပတိညင်စားမထည့်လို့မရဘူးတဲ့ထည့်ကိုထည့်ရမေ့လို့မရပတိညင်စားမေ့တော့အပြီးဆိုဒီပူဇော်တကားပြားလည်းမခံတော့အဲ့ဒီမှာ၃မျိုးဂျုံမုံညက်ရဲ့စီရဲ့ပြီးတော့စားအဲ့ဒီစားကိုတော့ပတိညင်စားလို့ခေါ်တယ်ကျန်စားကပတိညင်စားလို့ရေးထားတယ်အရေးကြီးတယ်ဘုရားသခင်နဲ့ပတိညင်ပြုတ်ထားတဲ့စားအဲ့ဒါအဲ့ဒီဂျုံနဲ့စီနဲ့ပတိညင်စားနဲ့နေထားတဲ့မုတ်ပဲနဲ့ထူထောင်းပြီးမှနေထားတဲ့မုတ်ကအဲ့ဒီမုတ်နဲ့ရစ်ပူစော်လိုက်တဲ့ခါမှာဘောစင်ပူစော်တကားဆိုတာဘုရားသခင်ကဒီလိုနာမည်ပေးပြီးမှလက်ခံတယ်ဘုရားသခင်ဂျေနတ်တယ်လို့ပြောတယ်အဲ့ဒါကတနေ့ကျရင်နောင်အချိန်မှာဒီလောကကိုကဲတင်မဲ့စားအဖြစ်နဲ့ကြွလာမဲ့အရှင်တပါးဘုရားသခင်ရဲ့သားတော်ယေရှုကိုစေလွတ်မယ်ဆိုတဲ့အတိတ်ပဲမျိုးနဲ့ရှေးတမဟောင်းခင်မှာဘုရားသခင်ကဒီလိုလုပ်ခဲ့တာအဲကြောင့်
ဒီမုံညက်ဖြစ်လာဖို့ရတဲ့ဘလောက် process ဘလောက်များတယ်နော်ဒီဂျုံမုံလုပ်ဖို့ရတဲ့နော်ဂျုံစီကိုယူတယ်မြေကြီးထဲကိုထည့်လိုက်တယ်အဲ့ဒီဂျုံစီရမြေကြီးထဲမှာရောက်တဲ့အခါပုတ်သွားတယ်ပုတ်ပြီးမှအညောက်ထွက်တယ်အညောက်ထွက်လာပြီးမှစဘာဒီစဘာတီးတီးတယ်ဂျုံစီတွေထွက်လာတယ်ရင်းလာတဲ့အခါမှာအဲ့ဒီဂျုံစီကိုခူးပြီးမှစုံထဲမှာထောင်းတယ်အချင်းချင်းကခွန်ချွတ်တယ်ထောင်းတယ်အချင်းချင်းချက်ခါထောင်းတဲ့အခါနောက်ဆုံးညက်သွားတယ်ဂျုံမုံရသွားတယ်ဒီ process ကမလွယ်ဘူးဒီဂျုံရဲ့ process ဂျုံစီရဲ့ process ကမုံညက်ဖြစ်လာဖို့ဘုရားသခင်ရဲ့ရှေ့တော်မှာကိုဘုရားကျင့်တတ်တဲ့ဘောစင်ဘောစောရကဖြစ်ဖို့ရမလွယ်ဘူးသူပြောင်းသွားတာနော်သူ့ရဲ့ပြောင်းလဲပုံအစစ်အဲ့ဒါကသခင်ယေရှုကိုပုံဆောင်နေတာအမြဲတမ်းသူ့တဘောဆန္ဒမဟုတ်ဘူးကောင်းကင်လူတော်ကိုဝန်ခံပြီးမှတေချင်းလမ်းကိုရွေးမဲ့သခင်ယေရှုကိုကြိုတင်ပြီးမှလူဒီကိုမိတ်ဆက်ပေးခဲ့တယ်မုံညက်အဖြစ်သွားအောင်စိထောင်းချေပြီးမှစီထည့်ရတယ်စီကတန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ဝိညာဉ်တော်လို့အတိတ်ပဲရှိတယ်စားမထည့်လို့မရတဲ့ဗဒိငင်စားအဲ့ဒီစားကလည်းသခင်ယေရှုကိုယ်တိုင်ဖြစ်တယ်ဆိုပြီးမှလူတွေကိုပုံဆောင်ချက်တဲ့လူတွေကိုဘုရားသခင်ကတင်ပေးခဲ့တယ်ဖွင့်ပြခဲ့တယ်ရောက်စေဘုရားရှင်သူပဲကောင်းချီးပေးပါစေအဲ့ဒါကြောင့်စားကဘလောက်အရေးကြီးတယ်လဲသခင်ယေရှုဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံးကျမတို့နားလည်ခွင့်ရအတွက်ပြောမယ်ဆိုလို့ရှိရင်တော့အိမ်တိုင်းမှာစားမရှိမဖြစ်အိမ်တိုင်းမှာသခင်ယေရှုမရှိမဖြစ်ဟာလေလုယာဘုရားသခင်ကဒါကိုဆိုလိုချင်တာနော်အိမ်တိုင်းမှာစားမရှိမဖြစ်အိမ်တိုင်းမှာသခင်ယေရှုမရှိမဖြစ်နိုင်ငံတော်တစ်ကိုအိမ်တိုင်းလူတိုင်းဝင်စားဖို့ရန်အတွက်ဒါလူအခွင့်အရေးကြီးပဲဘယ်သူမှတားဆီးလို့မရဘူးကမ္ဘာပေါ်မှာဒီမြေကြီးပေါ်မှာပြောနေတဲ့လူအခွင့်အရေးဒီမိုကရေစီပြောနေတာကဒါကတော့အရေးအယောင်ပဲအတုပဲလူအခွင့်အရေးဘလောက်ပဲပြောဒီမိုကရေစီရပေမဲ့အထဲမှာအများကြီးရှုပ်ထွေးတဲ့ဟာရှိတယ်မတရားမှုတွေအများကြီးရှိတယ်လဲဖျားမှုတွေအများကြီးရှိတယ်ကောက်ပွင့်နေတဲ့ဟာတွေအများကြီးရှိတယ်ကောက်ကျစ်မှုတွေအများကြီးရှိတယ်ဘုရားသခင်ရဲ့နိုင်ငံတော်နော်လူအခွင့်အရေးကြီးဖြစ်တဲ့ဘုရားသခင်ရဲ့နိုင်ငံတော်တစ်တဲ့ကိုဝင်စားဖို့ဒါမှတကယ်လူအခွင့်အရေးကြီးဟာလေလုယာအဲ့ဒါမှဘုရားသခင်ပေးတဲ့တကယ်လူအခွင့်အရေးကြီးအစစ်အမှန်ရောက်စေဖျားကောင်းချီးပေးပါစေအကြကျွန်မသားသမီးတွေခါလေးကြာတို့နိုင်ငံရေးတွေပါတယ်စိတ်ဝင်စားတယ်ဘဟုတတရဖို့ရန်အတွက်ကတော့သွားပါတယ်လောက်ရမှာပါဒါပေမဲ့တဘောပေါက်ဖို့ရန်အတွက်ကတော့လူအခွင့်အရေးအစစ်မှန်ကတော့ဘုရားစီမှာပဲရှိတယ်ကျွန်မပြောတယ်ကျွန်မတို့နိုင်ငံတော်တစ်မှာရောက်ဖို့ရန်အဲ့ဒါမှလူအခွင့်အရေးကြီးဖြစ်တယ်ဟာလေလုယာအဲ့ဒီနိုင်ငံတော်အစ်စ်မှာမရောက်နိုင်ဘူးဆိုလို့ရှင်တော့ခမညင်းပယ်လို့ရှင်တော့အဲ့လိုအခွင့်အရေးကိုခမမလိုချင်တဲ့သူပဲရောက်စေဘုရားရှင်သူပဲကောင်းချီးပေးပါစေဒီနေ့ဆက်ပြီးမှကျမတို့ကြည့်မယ်ဆိုလို့ရှင်တင်တို့ဒီလောကရဲ့အလင်းဖြစ်ကြ၏ဒုတိယချက်ပထမအချက်အစားဖြစ်ကြ၏စားအဖြစ်လောကကိုလွှမ်းမိုးမယ်ဒုတိယတင်တို့ဒီလောကရဲ့အလင်းဖြစ်တယ်အခန်းငယ်14တောင်းကင်နိုင်ငံသားတို့တင်တို့ဒီလောကရဲ့အလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်စီမီထွန်း၍တောင်းစလားအောက်၌ခုံးထားလိမ့်မရှိအင်သူအင်သားအပေါင်းတို့ဒီအလင်းကိုရစေခြင်းကစီမီခုံပေါ်မှာတင်ထားလိမ့်ရှိ၏ပထမတစ်ချက်အလင်းဖြစ်၏ဒုတိယတစ်ချက်ကတောင်ထိပ်၌တည်သောမြို့တတိယတစ်ချက်ကတောင်းစလားအောက်မှာခုံးထားလိမ့်မရှိဟာလေလုယာအချက်၃ချက်ပထမတစ်ချက်ကအလင်းဖြစ်တယ်ဒုတိယတစ်ချက်ကတောင်ထိပ်မှာတည်တော်မျိုးတတိယတစ်ချက်ကတောင်းစလားအောက်မှာဖုံးထားလည်းမရှိကြည့်အလင်းဆိုတဲ့နေရာမှာဘယ်လောက်အရေးကြီးတယ်လဲတောင်ထိပ်မှာတည်တော်မျိုးဆိုတာဘယ်လောက်အရေးကြီးတယ်လဲနော်တောင်းစလားအောက်မှာမဖုံးထားနဲ့ဆိုတာဘယ်လောက်အရေးကြီးတယ်လဲဆိုတာကိုကျွန်တော်တို့တေချာဆင်ခြင်ရမယ်နော်တောင်ထိပ်မှာတည်တော်မျိုးကဘာကိုပြောတာလဲဘသူကိုပြောတာလဲဘယ်မျိုးကိုပြောတာလဲတောင်ထိပ်မှာတည်တော်မျိုးဆိုတာယေရှုခရစ်တော်ကိုပဲပြောတာဖြစ်တယ်အာမင်ဂျေရုရှလင်မြို့တစ်ကိုပြောတာဂျေရုရှလင်မြို့တစ်ဆိုတာယေရှုခရစ်တော်ပဲရောက်စေဘုရားရှင်ကောင်းချီးပေးပါစေတနေ့ကျရင်ကျမတို့ဝင်စားမယ်မြို့လို့လည်းပြောလို့ရတယ်နော်အဲ့ဒီမြို့ကိုလည်းယေရုရှလင်မြို့တစ်လို့ခေါ်မယ်သခင်ယေရှုခရစ်တော်ကဘယင်လုံးမဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမြို့ကဘယ်အရာနဲ့မှဖုံးကွယ်လို့မရဘူးတောင်းစလားအောက်မှာမိခွက်ကိုထားပြီးအုပ်ထားပေမဲ့အဲ့ဒီမြို့ကတော့
အဲ့ဒီမြို့ကိုတော့မကကွယ်ပါလဲမဖုံးကွယ်နိုင်ဘူးရောက်စဲပြကောင်းကြည့်ပေးပါစေအဲ့တော့ထိုမြို့အကြောင်းကိုကျမတို့ကြည့်ရအောင်ထိုမြို့အကြောင်းကိုမကြည့်ခင်မှာတောင်းစလားအောက်၌ဖုံးအုပ်ထားတယ်ဆိုတဲ့အကြောင်းကိုကျမတို့ဆင်ခြင်ရအောင်တောင်းစလားဆိုတဲ့အရာကကျမတို့လူလောကမှာလူမိသားစုမှာလူအိမ်မှာလူတွေကသုံးတဲ့ဟာတောင်းစလားဆိုတာတိရစ္ဆာန်တွေကမသုံးဘူးဒီတောင်းစလားဆိုတာလူပဲသုံးတာအဲ့တော့လူတွေကဒီတောင်းစလားကိုဘာလို့ဖို့သုံးတာလဲစာဝတ်နေရေးအတွက်သုံးတာဒီတောင်းစလားကအစားထည့်ဖို့အဝတ်တီထည့်ဖို့အသုံးဆောင်ပစ္စည်းတွေထည့်ဖို့တောင်းစလားကိုသုံးတယ်အဲဒါကြောင့်ဒီနှုတ်ကပတ်တော်ထဲမှာဘုရားသခင်ကတောင်းစလားနဲ့စီမီကိုမအုပ်နိုင်စီမီကိုအုပ်လေမရှိဆိုတာကနင်တို့ကစီမီခွက်ဖြစ်တယ်တဲ့တောင်းစလားနဲ့အုပ်ပခန့်နဲ့လို့ပြောချင်တာဖြစ်တယ်ရောက်စရာကောင်းကြည့်တယ်ဘုရားသခင်ကောင်းကြည့်ပေးပါစေအဲ့တော့အဲ့ဒီတောင်းစလားဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်နေ့စဉ်နဲ့ကျမတို့ရုန်းကန်ပြီးစ조사ပြီးရှာဖွေပြီးမှဖြည့်ရှင်းကျမတို့ရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းနေတဲ့လုပ်ငန်းနဲ့ပြီးစီးနေတာကိုပြောချင်တယ်ဟာလေလုယာအလုံးမလုံးပဲဘလို့စားတော့မလဲလို့မေးချင်တဲ့မေးခွန်းတွေကနှလုံးသားထဲမှာပေါ်နေမှာပါဒါပေမဲ့ကျမ်းစာကပြောပါတယ်နှုတ်ကပတ်တော်ကတခင်ယေရှုကပြောတယ်လေမနဲ့ပြန်စားဖို့အတွက်စိတ်မပူနဲ့တဲ့မနဲ့ပြန်ပါဝတ်ရမလဲဆိုတာစိတ်မပူနဲ့တဲ့ရှင်မသဲမှပဲဖတ်ကြည့်ပါအခန်းကြီး6ခန်းငယ်20ကျော်25 29 28နော်မနဲ့ပြန်ပါဝတ်ရမလဲဘာစားရမလဲစိတ်မပူနဲ့တဲ့စားဖို့ဒီရဲ့အတွက်စိတ်ပူလွန်းတာကလည်းတောင်းစလားနဲ့အုတ်ခံရတယ်လို့သခင်ယေရှုကဒီလိုပြောချင်တာစီမိခွက်ကိုတောင်းစလားနဲ့အုတ်မခံနဲ့တဲ့ဟာလေလုယာဟာလေလုယာရောက်ဆက်ပြရှင်ကောင်းချီးပေးပါစေအဲ့ဒါကြောင့်မလို့ကျမတို့အလုံးမလုံးပဲနေရမလားလို့မေးခွန်းနေလေရှိတတ်တဲ့တခါလေကြာအလုံးမလုံးပဲနေပြီးမှဘုရားသခင်နောက်ကိုပဲလိုက်ဖို့ရတဲ့ဘုရားသခင်ကတင့်ကိုဖွင့်ပြတယ်ဆိုမလုံးပဲနေရမယ်ရောက်ဆက်ပြကောင်းချီးပေးပါစေမလုံးပဲနဲ့ဘုရားကိုကိုးစားပြီးမှနေပါဆိုလို့ရှင်တော့ဘုရားသခင်ကဒီလိုဖွင့်ပြတယ်ဘုရားအတန်ကြားတယ်ဆိုလို့ရှင်တော့အဲ့ဒီလိုနေရမယ်ဘာဖြစ်လို့ဆိုကျမ်းစာမှာကဒီလိုရေးထားလေအခန်းငယ်6ထဲမှာအခန်းကြီး6ထဲမှာကျန်းချက်တေချာမှာမတ်ထားလို့ကျွန်မအခန်းကြီး6ထဲမှာဟုတ်တယ်ဒါပေမဲ့ကိုယ့်ကိုယ်ပဲအိမ်မှာဖတ်ပါတော့ကျွန်မတစ်ချက်ချင်းကျွန်မမပြောတော့ဘူးအခန်းကြီး6ထဲမှာပဲရှိတယ်အဲ့ဒါမနဲ့ပြန်ပါဝတ်ရမလဲပါစားရမလဲဆိုတာစိတ်မပူနဲ့တဲ့အဲ့ဒါကခမည်းတော်ကသိတယ်တဲ့အဲ့ဒါတင်းတို့မဲ့လူအပ်တဲ့အရာကိုသိတယ်တဲ့တာသနာပလူဒီကပဲရှာစားနေတာတဲ့အဲ့ဒီချက်ကိုစဖတ်တဲ့ကအညာကျွန်မအော်ရလေအကျွန်မရာဒီကိစ္စနဲ့ပတ်သက်ပြီးမှဟာဘာတူကိုမေးရမလဲဒါဘယ်လိုပြောချင်တာလဲဒါတကယ်အလုံးမလုံးပဲနေရမှာလားကျွန်မအညာအော်ရအဲ့ဒါကျွန်မပြချင်ဆူတောင်းနေကိုတော့အလုံးမလုံးပဲနေရမယ်ဆိုဘယ်တော့ကောင်းမလဲတကယ်ဖြစ်ချင်တယ်ကျွန်မလည်းလိုချင်တယ်အလုံးမလုံးပဲနေရမယ်ဆိုလို့ရှင်တော့အကောင်းဆုံးကိုတော့ကျန်းစာပဲဖတ်ပြီးနေမယ်စူပဲတောင်းပြီးမှနေရမှာပေါ့မနေမှာပေါ့စိတ်ထဲမှာအမြဲတမ်းအဲ့ဒါစဉ်းစားနေတယ်အမြဲတမ်းတွေးနေတယ်ဒါပေမဲ့အဖြေကောင်းကကျွန်မမပေးနိုင်တော့ဒီအချက်ကိုဘယ်တော့မှမတရားမဟောရဲဘူးကျွန်မဒီအချက်ကိုကျွန်မလူတွေကိုမပြောရဲဘူးဒါပေမဲ့ဒီအချက်ကိုကျွန်မတို့ချမ်းသာလို့မရဘူးမျိုးကိုပြောချရတယ်ဘုရားသခင်ပြောချင်တာကအလုံးမလုံးဝမလုံးနဲ့လို့ပြောချင်တာဟုတ်လားမဟုတ်လားဆိုတာတော့တယောက်ချင်းစီနဲ့ပဲဆိုင်တယ်လို့ကျွန်မဒီလိုပြောချင်တယောက်ချင်းစီကိုဘုရားသခင်ကဘယ်လိုဖွင့်ပြရတယ်လဲဘယ်လိုတိဆောက်တယ်လဲဘုရားသခင်ကဘာပြောတယ်လဲဆိုတာနဲ့ပဲဆိုင်တယ်ရစရင်ဖျားရှင်သူပဲကောင်းချီးပေးပါစေနေ့တိုင်းစာဝတ်နေရတဲ့ရှာဖွေစားတော့တာကတာသနာပလူရဲ့အလုပ်ဖြစ်တယ်လို့ပြောတယ်ဖတ်ကြည့်ပါဦးကျမ်းစာထဲမှာနော်25ထဲမှာနော်ထို့ကြောင့်ငါဆိုဒီကအဘယ်တို့စားတော့ရမည်ဟုအသက်ဖို့မစိုးရိမ်ကြနဲ့အဘယ်တို့ဝတ်ရမည်ဟုကိုယ်ဖို့မစိုးရိမ်ကြနဲ့အစာထက်အသက်မြတ်တယ်မဟုတ်လို့အဝတ်ထက်ကိုမြတ်တယ်မဟုတ်လို့တဲ့အောက်ကိုဆက်ဖတ်ကြည့်ရင်တော့အများကြီးဒီကိစ္စနဲ့31မှာကြည့်အဘယ်တို့ဝိရအနည်းကိုမစိုးရိမ်ကြနဲ့တဲ့ထိုအရာများကိုသာသနာပလူတို့ဒီရှာဖွေတတ်ကြ၏အာမင်
ရောက်စီတဲ့ဖျားရှင်သူကောင်းချီးပေးပါစေဘာပဲလုပ်တဲ့အလုပ်မှာစားဒီအတွက်ဟာလေလုယာတင်တို့ဒီဤလောကကြီးစားဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်တင်တို့ဒီဤလောကကြီးအလင်းဖြစ်တယ်လို့ပြောတဲ့အကြောင်းလို့စားအဖြစ်နဲ့ကိုဆက်ကပ်ပြီးအသက်ရှင်တော်သူဖို့အလင်းဖြစ်ခြင်းတဲ့သူဖို့အလင်းဖြစ်ဖို့အနန္တတဲ့သူဖို့စားဖို့နေရစိတ်မပူရဘူးလို့ပြောချင်တယ်ရောက်စီတဲ့ဘုရားကောင်းချီးပေးပါစေစားဖို့နေရစိတ်မပူရဘူးဆိုရင်မလုပ်ရဘူးလားဆိုလို့ရှိရင်လုပ်တဲ့အနေငယ်တော့အလုပ်မှာများရိတ်သိမ်းဖို့ရန်အတွက်လုံလောက်စွာရိတ်သိမ်းဖို့ရန်အတွက်ဘုရားခင်ကဒီလိုဆိုရှင်းပါတယ်ရောက်စီဘုရားကောင်းချီးပေးပါစေနေပဲလုံမိသားစုလုံလောက်စွာစားတော့ဖို့ရန်ဘုရားခင်ပေးတယ်အများကြီးလုံမှာမဟုတ်လုပ်ငန်းအများကြီးလုံမှာမဟုတ်ကျမတို့အတွက်မစိုးရိမ်နဲ့မပူနဲ့လို့သူကပြောတယ်နင်တို့မှာလိုအပ်တဲ့ဟာငါသိတယ်တဲ့ဟာလေလုယာနင်တို့မှာလိုအပ်တဲ့ဟာငါသိတယ်လို့ပြောတော့ဒါဖျားပြောတဲ့စကားပေါ်မှာယုံကြည်စိတ်ချစွာဖြင့်ကျမတို့အသက်တာကိုစားဖြစ်အနန္တအလင်းအဖြစ်အနန္တပြီးမှအပျော်ဝင်ခံနိုင်ပါမယ်ဆိုပြီးမှအနန္တတဲ့အသက်တာမှာဘုရားသခင်ကဒီလိုနမိတ်လက္ခဏာနဲ့ပို့ဆောင်မယ်လို့ကျမဒီလိုယုံကြည်စိတ်ချတယ်အေယောစီတိုင်းဘုရားရှင်သူပဲကောင်းချီးပေးပါစေအဲ့ဒါကြောင့်ဒီနေ့ဒီထိုမျိုးဆိုတဲ့ဟာကိုပြန်ကြည့်ရအောင်တောင်ထိပ်နဲ့တည်တော်မျိုးဘယ်လိုမျိုးလဲဆိုလို့ရှင်ရှင်မတဲ့ရှင်ပြတဲ့ကျမ်းအခန်းကြီး21ထဲမှာအခန်းကြီး21အခန်းငယ်23ကျမ်းစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာအဲ့ဒီမှာထိုမျိုးဒီတဲ့နေဤအယောင်လဤအယောင်ကိုအလိုမရှိအကြောင်းမူကားဘုရားသခင်ဤဘုန်းတော်သည်ထိုမျိုးအလင်းဖြစ်၏တိုးတငယ်သည်လည်းထိုမျိုးဤစီမီဖြစ်၏တဲ့အဲ့လိုပြောထားတယ်ထိုမျိုးမှာလအယောင်နေရဲ့အလင်းရောင်မလိုဘူးတဲ့မလိုဘူးလမရှိတော့ဘူးနေမရှိတော့ဘူးအဲ့တော့အဲ့ဒီမျိုးမှာနေညဆိုတာတည်တယ်မရှိတော့အလင်းကြီးပဲတင်းတို့ဒီလောကရဲ့အလင်းဖြစ်တယ်ဆိုတဲ့သူဒီဘုရားသခင်ကဒီလိုမျိုးသတ်မှတ်ထားတဲ့ကျမတို့ဒီလဲအလင်းနဲ့နေတဲ့အဲ့ဒီနေရာကိုရောက်သွားမှာလေအလင်းပဲကျမတို့လည်းအလင်းပဲအလင်းနဲ့နေတဲ့ရောက်သွားမယ်တိုးတကယ်ရဲ့အလင်းနော်ဘုရားသခင်ရဲ့ဘုန်းတော်အလင်းနဲ့တိုးတကယ်ရဲ့အလင်းနဲ့အဲ့မှာထွန်းလင်းနေတာအလင်းတွေလည်းပြန်ရောက်လာမယ်နော်တဖြုတ်ဒီလောကနဲ့ရောက်လာမယ်တင်းချိုင်းလည်းဖုတ်ကနေထွက်သွားမယ်ဟုတ်လားတင်းချိုင်းလည်းဖုတ်ကနေပွင့်သွားမယ်တင်းချိုင်းထဲကလည်းအလင်းတဒန်ရှိပြီးမှဘုံတော်နဲ့ပြေဝတဲ့ခန္ဓာကိုယ်နဲ့အလင်းနဲ့အဲ့ဒီထဲကိုဝင်သွားမယ်အသက်ရှင်ရလည်းရှိတဲ့သူကလည်းတစ်ခါလဲ according to Owara စာထဲမှာရှိကြတယ်တိကောအခန်းကြီး15အခန်းငယ်50အဲ့ဒီမှာဗာပြောထားလဲဆိုလို့ရှိရင်မျက်စိတမိတ်ဆိုမိတ်ကြည့်ပါဦးဘယ်လောက်လဲတစ်စက္ကန့်ကြာတာတစ်စက္ကန့်လောက်မရှိလို့ပဲတစ်စက္ကန့်အတွင်းမှာဆိုရင်တစ်ခါလောက်မိတ်လို့ရတယ်နော်အဲ့တော့အဲ့ဒီမျိုးခဏလေးနဲ့အတော်တွင်းထဲမှာတစ်ခါလဲဘုံဆိုရဲတစ်ခါလဲကျမတို့တဏ္ဍပြောင်းလဲသွားမယ်အလင်းဖြစ်သွားမယ်လူတွေမြင်ရတဲ့အလင်းဖြစ်သွားမှာအခုကတော့လူတွေမမြင်ရအောင်ဒီအလင်းကလူတွေမမြင်ရအောင်ဒါပေမဲ့အဲ့ဒီနေ့ကျရင်အလင်းမြင်ရသွားမယ်ကျမတို့အဲ့ဒီထက်ကိုအလင်းတွေပဲဝင်သွားမယ်အဲ့တော့အလင်းကြီးပဲနိုင်ငံတော်ရဲ့ဘယင်ကလည်းအလင်းကျမတို့ဝင်တဲ့တော့အလင်းနဲ့ပြည့်တဲ့ခန္ဓာကိုယ်ဖြစ်နေတဲ့အခါမှာဘာဖြစ်မလဲအဲ့ဒီနေရာမှာညအိယာကိုရှိမလားညကိုအိယာမလားလို့တခါလူတယောက်ကမေးဘူးတဲ့အဲ့ဒီမှာညမရှိဘူးတဲ့ဟာလေလုယာအောက်မှာဆက်ဖတ်ကြည့်တဲ့အခါမှာအဲ့ဒီမှာညမရှိဘူးတဲ့ညမရှိတဲ့နေရာဖြစ်ရောက်စေပြကောင်းကြည့်ပေးပါစေ26ထဲမှာနော်အဲ့ဒီမှာအလင်းကဘယ်တော့မှမပိတ်ဘူးတဲ့ညတကမြို့တကားကိုတဲ့နေ့အချိန်တိုင်းအလင်းမပိတ်တဲ့ညမူကားမရှိကိုအိတ်ဆရာမလို့တော့ပဲအဲ့မှာဒါအခုဒီမြေကြီးပေါ်မှာတော့အိတ်မှာအားပြည့်တယ်လေကျမတို့ချက်ကိုချာချက်တော့တွင်းဖို့ရတော့အိတ်လိုက်မှာပဲအားပြည့်သွားတယ်ခဏလေးတော့နိုင်ဘက်လောက်အိတ်လိုက်တော့အားပြည့်သွားတယ်ဟောမှာအဲ့လိုမလို့ဘူးအမြဲတမ်းခွန်အားပြည့်နေတာဟာလေလုယာအမြဲတမ်းခွန်အားပြည့်နေတာအလင်းနဲ့ကျမတို့ခီးသွားပြီဒီကမ္ဘာလောကကြီးထဲမှာခီးသွားတာကဘယ်လိုသွားလဲကျမတို့ချင်းနဲ့သွားတယ်နောက်ကျတော့ဘုရားရဲ့ဉာဏ်ပညာပေးလို့သိပ္ပံပညာရှင်တွေကတည်ထွင်နိုင်တယ်ကားတည်ထွင်နိုင်တယ်ကားနဲ့ဆိုမြန်သွားပြီယထာတည်ထွင်တာယထာနဲ့ဆိုမြန်သွားပြီခဏလေးတော့မြို့ပတ်လို့ရတယ်နောက်ကျတော့လေရင်တည်ထွင်တယ်လေရင်နဲ့ဆိုဟောဘယ်နိုင်ငံလဲဘူးဆို10နိုင်လောက်စီးတော့ရောက်သွားပြီနော်အဲ့လိုမျိုးငှက်တီလိုပြန်တန်းပြီးမှရောက်သွားတယ်ဒါပေမဲ့အဲ့ဒီနေရာရောက်တဲ့ခါကျတော့အလင်းနဲ့ကျမတို့ခီးသွားပြီဟာလေလုယာသခင်နဲ့အတူတကွတဘိုးရှိတဲ့သခင်နောက်မှာလိုက်တော့အလင်းသားများဟာအလင်းနဲ့
ခီးသွားပြီကြိုတစ်ခုနဲ့တစ်ခုဘလောက်ကွာဝေးတယ်လေကျမလေးတေချာမမှတ်ထားဘူးသိပ္ပံပညာရှင်တွေရေးထားတာကျမစာခဏခဏဖတ်ဘူးလေဒါပေမဲ့မညာကအဲ့လောက်မမှတ်နိုင်နောက်တစ်ခေါက်ကျတော့နောက်တစ်ခေါက်ဖတ်ပြီးတေချာမှတ်ပြီးကျမပြောပြမယ်နော်ဘလောက်ကွာဝေးတယ်လဲဆိုတာရှိတယ်ကျိုပေါ့ကျိုအများရှိတယ်ကဘာကျိုကအသေးဆုံးလို့ပြောတယ်ကျိုအများရှိတယ်အဲ့ဒီကျိုတွေအများကြီးရှိတယ်ကျိုစကြဝဠာတစ်ခုလုံးကိုတခင်နဲ့အတူတူလဲပတ်ဖို့ဖြစ်ဟာလေလုယာတခင်နဲ့အတူတူလဲပတ်မယ်ဘယ်လိုပုံစံလဲပတ်မလဲဘယ်လိုခရီးသွားမလဲကျမတို့အလင်းနဲ့ခရီးသွားမယ်ဒါကြီးအလင်းနဲ့ဆိုဘယ်လိုဖြစ်မလဲခုနမျက်စိသမိတ်နဲ့ကျမတို့ပြောင်းလဲသွားတယ်လို့ရောက်သွားတယ်လို့မျိုးဖြစ်သွားမှာပေါ့နော်ရောက်ပြီဆိုရောက်သွားပြီဆိုဟိုဂျိုရောက်သွားပြီဆိုဒီဂျိုရောက်သွားပြီဟာလေလုယာဟာလေလုယာအလင်းကအဲ့လောက်တကူရှိတယ်ရောက်စီတဲ့ဘုရားရှင်သူကောင်းချီးပေးပါစေအဲကြောင့်ဒီနေ့ဘုရားခင်ကကျမတို့ကိုတင်တို့ဒီလောကကြီးစားဖြစ်ကြ၏တင်တို့ဒီလောကကြီးအလင်းဖြစ်ကြ၏ဆိုတာအတိတ်ပဲအများကြီးရှိပါတယ်ဒီနေ့ကျရင်ကျမတို့စားတွေစုယုံတဲ့နေရာရှိတယ်ဟာလေလုယာနိုင်ငံတော်တစ်ထဲမှာစားတွေစုယုံကြတယ်ဒီနေ့ကျရင်ကျမတို့အလင်းတွေအလုံးစုယုံကြမယ်အဲဒါကြောင့်အလင်းဆောင်ရမယ်ကျမတို့ကသခင်ပြောတဲ့အတိုင်းစားအရသာကိုပေးနိုင်ရမယ်အိမ်ထောင်ထဲမှာအိမ်ထောင်ဦးစီးရကျမတို့ကိုစားအရသာမပေးနိုင်တာလည်းရှိနိုင်တယ်အိမ်ရှင်မကကျမတို့အိမ်မိသားစုတွေကိုစားအရသာမပေးနိုင်တာလည်းရှိလိမ့်မယ်ဒီမနာမလဲတာနော်တာသမီးတွေကလည်းအငန်အရသာကင်းပြောက်နေရလည်းရှိနိုင်တယ်စိတ်ပြည့်စရာတွေကအများကြီးပဲပေါ့ဒါပေမဲ့ကျမတို့ကဒီနှုတ်ကပတ်တော်ကိုနားထောင်ပြီးမှဒီနှုတ်ကပတ်တော်ကိုရပြီးတဲ့နောက်မှာကျမအငန်ဖြစ်ရတော့မယ်ရောက်စင်ပြကောင်းချီးပေးပါစေမြန်ပြောမယ်နော်တယောက်မိသားစုတွေတယောက်အတွက်အကျိုးများရှိမလားဆိုတော့စိတ်ကျမစိတ်ထဲမှာခံစားလို့ပါပြောမယ်ဒါပေမဲ့အရင်တော့မရှိတော့ပါဘူးကျမတို့အိမ်မှာလေဖနှက်ချွတ်ရင်လေအရင်စိတ်ပြည့်စရာကောင်းတယ်ဖနှက်ချွတ်ရင်အဲ့လိုရှောက်အဲ့လိုချွတ်တတ်ကြတယ်အဲ့လိုမချွတ်နဲ့ကျမဖနှက်ကိုယူမှတေချာကျမအဲ့လိုပေါက်တကရချွတ်တာလည်းမကြိုက်ဘူးအဲ့ဒါဖနှက်ကိုတေချာဖုံးပြီးခါပြီးမှကျမစီးတယ်တယောက်ဖနှက်စီးတယ်ဖနှက်ကိုတေချာစီးပြီးအဲ့လိုထားတယ်ဒါပေမဲ့နောက်တစ်ယောက်ဝင်လာလဲပြစ်လိုက်ပြန်ပြီးသူ့ချက်ဖနှက်ကိုလည်းတစ်ဖက်တောင်းတစ်ဖက်မြောက်တစ်ဖက်ချွတ်လိုက်တယ်ပြီးတော့မှစီထားတဲ့ဖနှက်ကိုလည်းကန်လိုက်တယ်အဲ့ဒါနဲ့ဝင်လာတယ်ဟာကျမစိတ်ပြတ်တယ်အဲ့ဒါကိုစိတ်ပြတ်ပြီးမှစိတ်ဆိုးရအောင်ကလေသူတို့လည်းအရာကိုလောတဲ့ပုံစံမျိုးပဲတာသမီးတွေကအလုပ်လေးလုပ်တယ်ကြောင်းလေးတက်နေတယ်ဆိုတော့သူတို့ကလည်းပိုက်နေစားနေတယ်မောလေးအရာမောနေတဲ့ပုံစံပေါက်တော့မပြောဘူးကျမခုန်ခါပြီးဟိုမှာပြစ်လိုက်တဲ့ဖက်နှက်ကိုဟိုဘက်ကန်လိုက်တဲ့ဟာကိုလည်းကောက်မှခါမြောက်ဘက်ကိုကန်လိုက်တဲ့ဟာကိုလည်းကောက်ခါပြီးမှပြန်စီတယ်ဟာတေချာလာပါလေစီလိုက်တော့ကျင်းပြီးကျမလည်းဖုန်ဒီလဲချင်းပြီးမှကျမအိမ်ထဲဝင်တယ်ဟောနောက်ပြောပြန်လာပြီးဖက်နှက်ကိုဘုံဆိုမှအဲ့လိုချွတ်လိုက်ပြန်ပြီးဟာအရာစိတ်ပြတ်ဖို့ကောင်းတယ်သူတို့ကပြောတယ်တပတ်မှတစ်ချိန်လောက်ပေါ့ကျမပြောတယ်ဖက်နှက်ကောင်းစီပါလို့ပြောတယ်ဖက်နှက်ကောင်းစီပါအားလုံးလူကြီးတွေပဲဖက်နှက်ကောင်းစီပါအဲ့လိုပေါက်တော့ရရှောက်မပြစ်နဲ့ကျမဒီလိုပြောတယ်အဲ့လိုမပြစ်ကြပါနဲ့အမြဲတမ်းပြောတယ်ကျမအဲ့လိုမျိုးပြောတယ်ဒါပေမဲ့အဲ့ဒီပုံစံကလေကျမကိုတွေ့တော့မြန်ပြန်ကောက်ပြန်စီကျမမရှိတော့ဘူးဆိုကြိုက်လို့ပြန်ဖြစ်သွားအဲ့လိုအခြေအနေမျိုးမှာနော်အမေတွေကဘယ်လိုခံစားလဲနော်ဒီမှာအမေတွေများတယ်အရင်စိတ်ဆိုးခြင်းနဲ့ချင်းတဲ့စိတ်လေးရှိတယ်ဒါပေမဲ့ဒီနေရာမှာစားလို့နေပြီဟာလေလုယာဒီနေရာမှာစားလို့နေပြီနော်စားလို့နေပြီဒီနေရာမှာစားတကယ်လို့များစားတာမရှိဘူးဆိုလို့ရှင်တော့အမေကစားကြောင်းတာမသိခဲ့ဘူးဆိုလို့ရှင်တော့တစ်ချိန်လုံးစိတ်ဆိုးပြီးမှတစ်ချိန်လုံးချိန်မောင်းနေမှာပဲတစ်ချိန်လုံးချိန်မောင်းနေမှာပစ္စည်းဆိုလို့ရှင်နဲ့ခုံပေါ်မှာပြစ်တင်ထားတယ်လာမကောက်တော့ဘူးအချိုင်းလာမကောက်ဘူးနော်အဲ့လေပြစ်တင်ထားတယ်လာမကောက်တော့ဘူးတခါသူတို့အခန်းထဲကိုပို့တယ်ဒါပေမဲ့3-4ခါဆိုလို့ရှင်ဒီအမေကစိတ်ဆိုးချင်လာပြီတခါတလေအချိန်ပေါင်းလိုက်မယ်လို့စဉ်းစားတယ်ဒါပေမဲ့အမေကခက်တာတော့စားအကြောင်းသိနေတယ်တခင်ကတင်တို့ဒီလောကရဲ့အစားဖြစ်တယ်အလင်းဖြစ်တယ်လို့ပြောထားတာကိုကိုယ်တိုင်သိနေတဲ့အတွက်ကြောင့်မလို့ဆူတောင်းမှာဘုရားသခင်ငါပဲအမှုတော်ဆောင်လိုက်မယ်ဆိုပြီးမှပြန်တော့တေချာစေဖနာဒီလက်ရှောဖုန်ဒီတုတ်စေနေဘူးလာမပြန်စီထားပြီပြန်စီတာတတ်ရရလည်းပြန်စီထားပြီအဝစားရည်နဲ့သူအခန်းသူထံကိုဘုရားသခင်သူတို့ကိုလည်းအလင်းပေးပါသူတို့ကိုသိစေပါခွင့်လို့ပြီးမှကျမတို့စားကြောင်းကိုသိတဲ့မိခင်တွေရှိတဲ့နေရာမှာ
ဘုရားရှင်ကောင်းကြီးခံစားရတယ်တာသမီးမိသားစုတွေဘုရားကောင်းကြီးခံစားရတယ်ဟာလေလုယာပါစက်များများမပြောတော့ပါစက်ပဲပြီးမှစားအငန်အရသာကိုပြီးတော့တိလာပါစေဘုရားသခင်ကောင်းချီးပေးပါစေစက်စားတဲ့နေရာမှာရှိတယ်ဆရာပေးအခန်းပေးမှလည်းမသိတတိယလာလို့ဘာအလုပ်ပဲလုပ်လို့ဘုရားအမှုကဲလို့လုပ်ပါဆိုတာဖိလိပ္ပိထဲမှာလားနော်ဖိလိပ္ပိထဲမှာတင်တယ်ထားလိုက်ပါဆရာမရှာလည်းမရှာနဲ့နောက်မှပြောရအောင်ဘာပဲလုပ်လို့ဘုရားအမှုတော်လုပ်လို့တပေါ်ထားပြီးလုပ်ပါတဲ့အဲ့လိုရေးထားတာရှိတယ်အဲ့တော့ဖိလိပ္ပိမှာဖြစ်နိုင်တယ်နော်ဘာပဲလုပ်လို့တဲ့ဘုရားအမှုတော်ဆောင်တယ်လို့တပေါ်ထားပြီးလုပ်ပါတဲ့အဲ့ဆိုကျမလည်းဘုရားအမှုတော်ဆောင်တယ်လို့တပေါ်ထားပြီးမှဖဏတ်တွေကိုစီဖဏတ်တွေတိုက်ရှိလုပ်ပြီးဖဏတ်တွေစီမှအဲ့လိုပြန်ထားတယ်အခုတော့တော်တော်လှုပ်သက်သွားပြီကျမအမှုတော်ဆောင်လိုက်တဲ့ကဘုရားအမှုတော်လို့တပေါ်ထားပြီးလုပ်တော့အခုကတော့တဖြည်းဖြည်းနဲ့ပုံစံကျသွားပြီပေါ့နော်အရောက်ဆိုင်ပြရှင်သူပဲကောင်းချီးပေးပါစေမိသားစုထဲမှာလည်းစားလိုအပ်တယ်သူကစားငတ်မပေးနိုင်ဘူးကစားငတ်ပေးရတယ်ဒါလည်းအမှုတော်ကြီးတစ်ခုကိုဆောင်နေတာရောက်စေဘုရားကောင်းချီးပေးပါစေတရားဟောတာတစ်ခုပဲအမှုတော်ဆောင်တာမဟုတ်ဘူးပလင်တော်ရှေ့မှာရောက်လာပြီးမှပြီးမှတွင်တင်တဲ့အလုပ်တစ်ခုပဲအမှုတော်ဆောင်မဟုတ်ဘူးအိမ်ထဲမှာသားသမီးလုပ်တယ်လို့လည်းအဲ့ဒါအမှုတော်ဆောင်ခြင်းနဲ့သားသမီးလုပ်ရမှာပဲလင်ယောက်ျားလည်းအမှုတော်ဆောင်ခြင်းနဲ့စားအဖြစ်နဲ့အမှုတော်ဆောင်ရမှာပဲလင်ရဲ့ခင်ပွန်းရဲ့အိမ်ထောင်ဦးစီးရဲ့တာဝန်ကြီးကိုဖခင်အမှုတော်ဆောင်ရမှာပဲအိမ်ထောင်ထဲမှာရောက်စေဖခင်ကောင်းချီးပေးပါစေမိခင်ကလည်းစားအဖြစ်နဲ့ကိုယ့်ရဲ့တတ်တာကိုအကြီးအပြောခံပြီးမှနော်ဖခင်အမှုတော်ဆောင်နေတယ်စနီးမရနေရမှာဖခင်အမှုတော်ဆောင်နေတယ်ဟာလေလုယာရောက်စေဖခင်ကောင်းချီးပေးပါစေအဲဒါကြောင့်စားဖြစ်တယ်ဆိုတာကအမို့တော်ဆောင်ဆရာကိုပဲတင်းတို့ဆရာကိုပဲတရားဟောတဲ့သူကိုပဲတင်းထောက်ဒီကိုပဲတင်းတို့ဒီစားဖြစ်တယ်တင်းတော်မှာအစီခံကြလို့ပြောတာမဟုတ်ဘူးကျမတို့အားလုံးတယောက်နဲ့တယောက်အားလုံးအိမ်ထောင်မှာနေတဲ့လူကအိမ်ထောင်ကြတဲ့လူကအိမ်ထောင်ထဲမှာအမှုတော်ဆောင်ဖို့စားဖြစ်အသုံးပြုခံဖို့ဖြစ်တယ် community မှာလှုပ်တဲ့လူ community ထဲမှာဖြစ်ဖြစ်အသင်းတော်ထဲမှာဖြစ်ဖြစ်တယောက်စီတိုင်းငါစားဖြစ်တယ်စားအသက်အနေနဲ့အမှုတော်ဆောင်ဖို့ဖြစ်တယ်တင်းတို့ဆရာတယောက်တည်းပဲအရင်ပြောခံဖို့မဟုတ်ဘူးနောက်လိုက်ဒီအားလုံးယုံကြည်သူအားလုံးကစားစုယုံတဲ့နေရာတရားချရောက်သွားဖို့အတွက်ဖြစ်တယ်ဟာလေလုယာစားရီစုယုံဖို့နေရာမှာအဲ့ဒီနေရာကိုကျမတို့အဲ့ဒီမှာလက်တွဲပြီးဘုရားသခင်နောက်ကိုကျမတို့လိုက်သွားဖို့ဖြစ်တယ်ဘုရားသခင်ယေရှုနောက်ကိုကျမတို့လိုက်ပြီးခရီးလေပတ်ပြီးမှသခင်ယေရှုရဲ့စကြာဝဠာမှာစကြာဝဠာကြီးမှာကျမတို့ခရီးသွားဖို့ရအတွက်ဖြစ်တယ်ဟာလေလုယာရောက်စီတဲ့ဘုရားရှင်ထုပဲကောင်းချီးပေးပါ